ဖျားဆိုတာဓမ္မအစစ်ဘာကြောင့်ဖျားဆိုတာဓမ္မအစစ်လဲဒီလိုအသိဉာဏ်မရှိဘဲနဲ့ဖျားဆိုတာဖြစ်တယ်ခုခေတ်ကတော့ဖျားဆိုတာတွေကအမျိုးမျိုးပဲလေနော်ဒဏ်ခတ်တာလည်းဖျားပဲနော်ဖျားလည်းဒဏ်ခတ်တာပဲဗမာတွေကရမ်းရောက်ပြီးတော့ဖျားရိုက်လိုက်မယ်လို့ပြောတာဖျားမရိုက်ပါဘူးဘယ်တော့မှဖျားဆူးတယ်လို့လည်းပြောကြတယ်ဖျားမဆူးကိုအကုသိုလ်ကကိုဆူးတယ်နော်ဖျားကိုနမဖြတ်ဖျားမဆူးလည်းမဆူးဘူးရိုက်လည်းမရိုက်ဘူးဖျားကဆုံးမလမ်းညွှန်ပေးတာလားရှိတယ်ပေါ့ဖျားကိုပြမားတဲ့အကုသိုလ်ကသာလေကိုဒဏ်ခတ်တာနော်ဒီလိုပြောမှစကားလုံးဟာမှန်နေပေါ့တို့ဆိုလမ်းကြောင်းလွဲသွားလိမ့်မယ်ဖျားဒဏ်ခတ်တယ်တို့ဖျားကချိန်တယ်တို့ဖျားကဒဏ်ခတ်လို့ဒုက္ခရောက်တယ်တို့ဖျားသခင်ကမတယ်တို့ဆိုတာဒါဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့စကားတွေမဟုတ်ဘူးနော်ရောရောက်ပြီးတော့မပြောကြနဲ့အရာခါသိမ်းမှာဘုရားသခင်ကကြွေးထားတယ်ဆိုတော့ဘုရားဘာသာစကားမဟုတ်ဘူးဒါဘုရားသခင်ကဘယ်ကြွေးပြီလို့အိမ်နေအမေကကြွေးတာပေါ့ကျေးဇူးတင်ခြင်းတင်အမေပဲကျေးဇူးတင်ဟုတ်လားဘုရားသခင်ကိုယ်တကားမှလာကြွေးတာမဟုတ်ဘူးနဲ့ကျေးဇူးတင်ဖို့မဟုတ်တာရသော်ဘုရားသခင်အခုဘုရားဘာသာတွေရကြတော့ဘုရားကိုကျေးဇူးတင်ရမှာပါတော့ကုသိုလ်အကုသိုလ်ပြည့်ရှိတယ်ပြည့်မရှိဘူးဆိုတာတွေနားလည်အောင်ဟောပြောပေးလို့ဆရာအနေနဲ့ကျေးဇူးတင်ဒါဗုဒ္ဓဘာသာတွေကျေးဇူးတင်ရမယ်နည်းဆရာအနေနဲ့ကျေးဇူးတင်ဒီတဲ့ကျေးဇူးတင်လိုက်တာဘယ်ရှိလို့ကျွေးလို့ကျေးဇူးတင်တာကတော့အလှထမင်းသွားစားလဲကျွေးတဲ့လူရှိတာပဲเนาะအဲ့တော့အသိဉာဏ်ပေးတဲ့ပုဂ္ဂိုလ်ဟာဒါလေကျေးဇူးတင်စရာအကောင်းဆုံးအသိဉာဏ်ဆိုသည်မှာနော်အပေါ်ယံအသိဉာဏ်မဟုတ်ဘူးလုံလောက်တဲ့အသိဉာဏ်ဒီဘဝအတွက်ချမ်းသာဒုက္ခရနိုင်တဲ့အသိဉာဏ်နောင်ဘဝမှာချမ်းသာဒုက္ခရနိုင်တဲ့အသိဉာဏ်နိဗ္ဗာန်တိုင်အောင်ရှောင်လန်းမှုသိနိုင်တဲ့အသိဉာဏ်တွေတဲ့အဲ့ဒါတွေကိုပေးတာဆိုဘုရားဟာကိုယ့်အတွက်မှာကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်